မင်းဒါဘာလို့လဲဟာတခိုးလူပြန်ဖြစ်လို့အဲ့မေကိုငါမေးရမှာပါနဲ့ အလုံးလုံးနေရလေဟောငါဘယ်လိုလုပ်လို့ ဟာနေတစ်ခါလဲမို့နှစ်ခါလဲမို့အမြဲတမ်းလုပ်ကိစ္စအကြောင်းပြပြီးတွေ့ကြမေးမှလည်းဖောက်ပြန်နေရလေ ဘာလို့လို့မင်းကပြောနေဟာ ကျုံလုံးမပြောထွက်ခဲ့ရမယ်သစ္စာတရားအလေးနဲ့တော့ပုံစားကူဟာမဲကိုယ်တိုင်ပဲရိုးရိုးသားသားပြောချင်တယ်ငါအတားမင်းနဲ့ငါရဲ့ကြတန်တရားလို့ရှိပြီးမှယုံကြည်နာလဲမှုနဲ့သစ္စာတရားတို့မင်းလိုချင်သေးလားမင်းနဲ့ငါတို့လားတန်တရားတို့ရှိပြီးမှလုံးဆွဲနေတဲ့ဒီအတ္တများကိုကိုယ်တိုင်လည်းမသိနိုင်ပါလွယ်လွယ်နဲ့ကျုံလုံးမပြောထွက်ခဲ့ရမယ်သစ္စာတရားအလေးနဲ့တော့ပုံစားကူဟာမဲကိုယ်တိုင်ပဲရိုးရိုးသားသားပြောချင်တယ်ငါအတားကမင်းတယောက်ပဲနောက်ထပ်မသိနောက်ထပ်မရှိပါငါအသိဉာဏ်နဲ့ရိုးရိုးသားသားတောင်းဆိုမယ်ငါအတားကမင်းတယောက်ပဲနောက်ထပ်မသိနောက်ထပ်မရှိပါငါအပြီးတန်နဲ့နောက်ထပ်မရှိပါငါရင်မထဲမှာမင်းနဲ့ငါရဲ့ကြတန်တရားလို့ရှိပြီးမှယုံကြည်နာလဲမှုနဲ့သစ္စာတရားတို့မင်းလိုချင်သေးလားမင်းနဲ့ငါလို့သာလုံးဆွဲနေတဲ့ဒီအတ္တများငါကိုယ်တိုင်လည်းမသိနိုင်ပါလွယ်လွယ်နဲ့ကျုံလုံးမပြောထွက်ခဲ့ရမယ်သစ္စာတရားအလေးတော့ပုံစားကူဟာမင်းကိုယ်တိုင်ပဲရိုးရိုးသားသားပြောချင်တယ်ငါအတ္တကမင်းတယောက်ပဲနောက်ထပ်မသိနောက်ထပ်မရှိပါငါအတိညာနဲ့ရိုးရိုးသားသားတောင်းဆိုမယ်ငါအတားကမင်းတယောက်တည်းနောက်ထပ်မသိနောက်ထပ်မရှိပါငါအပြီးတန်နဲ့မာနောက်ထပ်မရှိပါငါအပြီးတန်နဲ့ကျုံလုံးမပြောထွက်ခဲ့ရမယ်သစ္စာတရားအလေးနဲ့တော့ပုံစားကူအမေကိုယ်တိုင်ပဲရိုးရိုးသားသားပြောချင်တယ်ငါအတားကမင်းတယောက်ပဲနောက်ထပ်မသိနောက်ထပ်မရှိပါငါအတိညာနဲ့ရိုးရိုးသားသားတောင်းဆိုမယ်ငါအတားကမင်းတယောက်ပဲနောက်ထပ်မသိနောက်ထပ်မရှိပါငါအပြီးတန်နဲ့ရိုးရိုးသားသားတောင်းဆိုမယ်ငါအတားကမင်းတယောက်ပဲနောက်ထပ်မသိနောက်ထပ်မရှိပါငါအပြီးတန်နဲ့ရိုးရိုးသားသားတောင်းဆိုမယ်ငါအတားကမင်းတယောက်တည်းနောက်ထပ်မသိနောက်ထပ်မရှိပါငါအပြီးတန်နဲ့ငါရင်မထဲ